မောင်မိုက်တိတ်ဆိတ်နေတဲ့အာကာသဟင်းလင်းမြင်ထဲမှာဖြူဖွေးတဲ့အလင်းရောင်နဲ့ကဘာမြေကြီးကိုငေးကြည့်နေတဲ့လာမင်းကြီးလူတိုင်းမြင်မှုကြတဲ့ဒီလာမင်းကြီးဟာညဘက်ကောင်းကင်ရဲ့အလားပါတက်တက်ပဲလားဒါမှမဟုတ်ကျွန်တော်တို့သတိမထားမိတဲ့လျှို့ဝှက်ချက်တွေရှိနေမလားလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်1969ခုနှစ်လူသားတွေလာဘကိုခြေချနိုင်ခဲ့တဲ့အချိန်တုန်းကကဘာကြီးတစ်ခုလုံးရင်သက်ရှုမောခဲ့ကြရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကစပြီးလကဘာစီကိုဘယ်သူမှထပ်ပြီးမသွားခဲ့ကြပါဘူးဒါဆိုရင်ဆယ်စုနှစ်ပေါင်းများစွာကြာအောင်လာမင်းကြီးဟာဘာကြောင့်ဖြစ်ပယ်ခြင်းကိုခံထားရတာလဲတကယ်တော့ဖြစ်ပယ်ထားခဲ့ကြတာမဟုတ်ပါဘူးတိတ်ဆိတ်ချင်းတွေရဲ့နောက်ွယ်မှာကျွန်တော်တို့မသိအောင်ပုံမကြီးမားပြီးကြောက်စရာကောင်းတဲ့လျှို့ဝှက်စီမံကိန်းကြီးတွေကိုပြင်ဆင်နေကြတာပါဒီနေ့မှာတော့တမန်လူတွေရဲ့မျက်စိအောက်ကနေပျောက်ကွယ်နေပြီးလူသားမျိုးတွေရဲ့ကံကြမ္မာကိုပြောင်းလဲပြစ်မဲ့လာဘော်ကစီမံကိန်းများရဲ့နောက်ွယ်ကိုဝေါ့စကော့မြန်မာမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမေရိကန်ရဲ့ Artemis စီမံကိန်းတွေနဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့လျှို့ဝှက်ချက်ကတော့လာဘော်မှာရေရှည်အခြေစိုက်စခန်းတွေစောက်ဖို့ပဲဖြစ်ပါတယ်ဒါဟာသိပ္ပံရုပ်ရှင်တွေကလို့ခဏတစ်ဖြုတ်သွားနေတာမျိုးမဟုတ်တော့ပါဘူး။လာရဲ့အမောင်ဖုံးနေတဲ့တာဝန်ရိုးစွန်းဒေသမှာလူသားတွေအများအားအခြေချနေထိုင်မှုဖြစ်ပါတယ်။ဒီနေရာမှာစဉ်းစားစရာတစ်ခုရှိနေပါတယ်။လေထုမရှိအောက်ဆီဂျင်မရှိကာကွယ်မှုကင်းမဲ့နေတဲ့တင်မင်းတမန်ခန္ဓာရပြင်ကြီးထဲမှာအဆောက်အအုံတွေကိုဘယ်လိုနည်းနဲ့တိစောက်ကြမှာလဲ။ဒီပြဿနာအတွက်အဖြေကတော့လုံးဝအားသင့်စရာပါ။လောက်မှာရှိတဲ့မြေစီလွန်နဲ့ကြောက်တုံးတွေကိုပဲအစစ်မြင့် 3D printing စက်ရုပ်တွေကိုအသုံးပြုပြီးခင်မီအဆောက်အအုံကြီးတွေအဖြစ်ဖန်တီးပြမှာပါလူသားတွေဟာအာကာသရဲ့အမောင်ထုထဲမှာမြို့ပြအသစ်တစ်ခုကိုလက်တွေ့တည်ဆောက်နေကြပြီဖြစ်ပါတယ်ဒါတွေမကသေးပါဘူးပိုပြီးစိတ်လို့ရှားဖို့ကောင်းတာကဒီလာမင်းကြီးဟာကမ္ဘာအကြီးဆုံးစွမ်းရည်ရုပ်ကျွင်းကြီးဖြစ်နေတာပါပဲလကမ္ဘာရဲ့မြေပြင်အောက်မှာကမ္ဘာပေါ်မှာလုံးဝမရှိသလောက်ရှားပါတဲ့ Alien 3လို့ခေါ်တဲ့အဖိုးရန်တပ်တုတန်မောင်းတန်းချီရှိနေပါတယ်အနာဂတ်လူသားတွေဟာအဲ့ဒီဓာတ်တပ်တုကိုတည်ယူပြီးကမ္ဘာကြီးတစ်ခုလုံးအတွက်နှစ်ပေါင်းထောင်ချီသုံးဆွဲနိုင်မဲ့ဘေးရန်ရဲ့ကိစ္စနဲ့စွမ်းရည်သုံးစက်ရုံကြီးတစ်ခုအဖြစ်လာမင်းကြီးကိုအသုံးချဖို့ကြံစည်နေကြတာပါဒါဟာတိုက်ဆိုင်မှုတစ်သက်ပဲလားဒါမှမဟုတ်ကမ္ဘာကြီးရဲ့တယံဇာတပြက်လက်မှုကိုကယ်တင်မှုဖန်တီးထားတဲ့ခေါင်းငယ်ရံကအဖြစ်တစ်ခုလားဒါပေမဲ့အားလုံးထက်ပုံမနဲ့ဆိုင်တဲ့လျှို့ဝှက်ချက်ကတော့လဘော်ကစီမံကိန်းတွေဟာအစပြုခြင်းတစ်သက်ပဲရှိသေးတာပါလူအများစုကလဘော်အခြေစိုက်စခန်းတွေကိုသူရိဒနာပြုလုပ်ဖို့ပဲထင်ကြပေမဲ့တကယ်တော့လာမင်းကြီးဟာလူသားတွေအတွက်အင်္ဂါဂျုံနဲ့အာကာသနဲ့ဆိုင်စီကိုတောင်းမဲ့ခရီးစဉ်အတွက်ဂျားစခန်းဖြစ်အသုံးတော်ခံရမှာဖြစ်ပါတယ်။လာရဲ့ဆွဲငင်အားကမ္ဘာ6ပုံတပုံပဲရှိတာကြောင့်အာကာသတွေကိုဒုံးမြတ်နေထက်ဆင်းလွတ်တယ်မို့အကောင်းဆုံးစမှတ်တစ်ခုဖြစ်နေလို့ပါပဲ။ကျွန်တော်တို့ဟာကမ္ဘာမြေပြင်ကနေစကြဝဠာကြီးစီကိုခုန်ကူးဖို့လာမင်းကြီးကိုလေကတိတစ်ခုလိုအသုံးချနေကြတာဖြစ်ပါတယ်။လူသားတွေရဲ့နည်းပညာတွေဘလောက်ပဲမြင့်မားလာပါစေ။ကောင်းကင်ယံထက်ကလာမင်းကြီးကတော့ညစဉ်ညတိုင်းတိတ်ဆိတ်စွာနဲ့လူသားတွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေစေဖြစ်ပါတယ်။ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီးလူသားတွေလာပေါ်မှာတကယ်ပဲရေရှည်သွားရောက်နေထိုင်နိုင်လိမ့်မယ်လို့ထင်မိပါသလားဒါမှမဟုတ်ကျွန်တော်တို့တာမန်လူတွေလုံးဝမသိသေးတဲ့ပြင်ပကဘာကအသိဉာဏ်မြင့်တရားဝါတွေရဲ့လျှို့ဝှက်ချက်တွေလာပေါ်မှာရှိနေအောင်မလားဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့လာပေါ်ကစီမံကိန်းများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာအခုထပ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ Worldscope မြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်